ရေခဲတုံအဝေကောင်းလို့ရေခဲတတာကြီးနဲ့ဆိုင်ကယ်တေးကြီးလက်ဆောင်ရခဲ့တဲ့ရေခဲကျောင်းတွေကိုရှိုင်းဆောင်ကိုယ့်ရဲ့ဝမ်းစာရေခဲကျောင်းလေးတွေကိုအခါကြီးငွေလုံးဝမရှိဝေးစကိုင်းမျိုးကလမ်းမကြီးထမ်းမှာလူတန်းကုသိုလ်ယူပေးနေရှင်နဲ့နမေကြီးလာတဲ့ရေခဲကျောင်းတွေကိုရှိုင်းစော်ကိုတော့အားလုံးသိကြမှာပါကိုရှိုင်းစော်ကစည်ရဲနှွမ်းပါသူဖြစ်ပေမယ့်ပြည်သူတွေခက်ခဲဒုက္ခဆင်းရဲရောက်နေချိန်မှာကုညီပေးနေတဲ့လူရှင်တွေနဲ့ကယ်ဆယ်ရေးသမားတွေကိုအခုလိုရေခဲတုံလေးတွေလိုက်ဝေကြတာဖြစ်ပါတယ်တနေ့မှာ1000လောက်ပဲမြက်ပင်မင်းခုလိုမျိုးသူ့ရဲ့ရှိသမျှရေခဲချောင်းတွေကိုထုတ်လူခဲ့တဲ့အခါမှာတော့သူ့အတွက်တပြားတစ်ချက်မှမကြံတော့ပါဘူး။ဒါပေမဲ့လေကိုရှိုင်းစော်ကနေ့စဉ်နေ့တိုင်းဆိုသလိုအလူကြီးပေးနေကြတာပါ။ဒီလိုလူတန်းမှုတွေပြုလုပ်နေရှင်နေလူတီများလာပြီးသူ့ရဲ့စိတ်ထားဖြူစင်မှုကိုဒေသစားတဲ့သူတွေကဂုံပြူးစုငွေတွေလည်းလာရောက်ချီးမြှင့်ကြပါတယ်။ဒါတွေမကရေခဲတုပ်ရေခဲချောင်းရောင်းနေရသူဖြစ်တာကြောင့်အထားခံစီဖို့အတွက်သိန်းပေါင်း20ကျော်တန်ဖိုးရှိတဲ့ရေခဲတတာကြီးကိုလည်းဂုံပြူးပေးရသူတွေရှိလာခဲ့ပါတယ်။ကိုရှိုင်းစော်ရဲ့ဆိုင်ကယ်စုပ်လေးကတော့တောရရောင်းချတဲ့အခါမှာအဆင်မပြေတဲ့အတွက်ဆိုင်ကယ်တေးကြီးတစ်စင်းကိုလည်းလာရောက်လက်ဆောင်ပေးတဲ့လူရှင်တွေပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။စေနာကျိုးပေးကတော့နောက်ဘဝကိုမကူပဲနေအခုဘဝမှာဒီလင်ကင်းကျိုးပေးပြီးတော့ချန်ပီယံခန်းစားနေရပြီပဲဖြစ်ပါတယ်။ကိုရှိုင်းစော်ကတော့သူ့ကိုလာချီးမြှင့်ချကြတဲ့ဂုံပြူးစုငွေတွေကိုတော့ငလင်ပေးတဲ့ပြည်သူတွေကိုအကုန်လုံးပြန်လေလူတန်းပေးနေကြတာပါ။စေတနာကောင်းလို့ရေခဲတတာကြီးပါဝင်ဆိုင်ကယ်တေးကြီးကိုပါလက်ဆောင်ရခဲ့တဲ့ရေခဲချောင်းတယ်လေးကိုရှိုင်းစော်တွေဝမ်းသာမိကြပါသလားရှင်။